ရှင်ဗျာလူပြေကိုပြန်တဲ့အခါမှာဘယ်မှာအရှင်ဗျာပထမဆုံးကြွမှာလဲဆိုတော့မြတ်စွာဘုရားမေးတယ်သာရိပုတ္တရာဒီနှစ်ဘယ်မှာဝါဆိုလဲလို့ဆိုရှင်သာရိပုတ္တရာကသင်္ကတ္တမြို့မှာဝါဆိုရတယ်ဒါဖြင့်သာရိပုတ္တရာရှိတဲ့နေရာငါလူပြေကိုဆင်းမယ်လို့သင်္ကတ္တဆိုတာဒီကနေ့အနေနဲ့အိန္ဒိယမြေပုံရပြောမယ်ဆိုလို့ရှိရင်နိယုဒေလီမြို့နာနီးလို့ဆိုတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာဝါဆိုတော့မြတ်စွာဘုရားအဲ့ဒီကြွမယ်လို့ကြွတဲ့အခါမှာလည်းပဲတရားမင်းကြီးကအစီမံတစ်ခုလုပ်တယ်တာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ထီအောင်စောင်းတန်း၃သွယ်ဖန်ဆင်းလိုက်တယ်စောင်းတန်း၃သွယ်ကလေးရဘက်ကစောင်းတန်းကရွှေစောင်းတန်းလက်ဝဲဘက်ကငွေစောင်းတန်းအလဲကောင်ကဗရမ ्या စောင်းတန်းအဲ့တော့တာဝရိန္ဒနတ်ပြည်ကကြည့်လို့ရှိရင်ရွှေကလဲရငွေကလက်ဝဲသင်္ကတ္တမြို့ကကြည့်လိုက်မယ်ဆိုရင်လက်ဝဲလက်ရပြောင်းသွားမယ်နော်သင်္ကတ္တမြို့ကအောက်ကနေကြည့်တဲ့အခါကျတော့ရွှေကလက်ဝဲဖြစ်ပြီးတော့ငွေကလက်ရဖြစ်သွားတယ်အပေါ်ကကြည့်လို့ရှိရင်လက်ဝဲလက်ရတစ်ခုအောက်ကနေကြည့်သို့တော်တရားမင်းကြီးကဖန်ဆင်းတာတော့လက်ရကရွှေလက်ဝဲကငွေအလဲကောင်ဗရမ ्या ဆောင်းတန်းဆိုပြီးဆောင်းတန်း၃သွယ်တရားမင်းကြီးကဖန်ဆင်းတယ်အဲ့ဒါကိုကြောင်းပြုပြီးတော့လူတွေဟာတာဝရိန္ဒပွဲတို့မြင့်မို့ပွဲတို့ဆိုပြီးလုပ်နေကြတာပေါ့နော်စိတ်ကူးပြီးတော့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားဆောင်းတန်း၃သွယ်ကနေပြန်ပြီးတော့ကြွတယ်လို့တရားမင်းဖန်တီးတဲ့ပုဂ္ဂိုလ်ကတရားမင်းပဲမြတ်စွာဘုရားကအလဲပရမ ्या ဆောင်းတန်းကကြွတယ်မြတ်စွာဘုရားရဲ့လက်ရဘက်မှာဘေလူကပန္ဓုဆိုတဲ့နတ်ဆောင်းကြီးကိုပိုက်ပြီးတော့ပိစတိခါကဆောင်းကလေးတီးပြီးတော့တခြင်းတန်အေးအေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်လာတယ်နော်ပူဇော်ပြီးတော့လိုက်လာမြတ်စွာဘုရားရဲ့လက်ဝဲဘက်ကတော့တရားမင်းကြီးရဲ့ယထာမောင်းတဲ့မာတတိဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုခြံရံပြီးတော့လိုက်ပါလာအဲ့ဒီမှာငွေဆောင်တန်းကပြမပရိသတ်ကဆင်းတယ်ပြမကြီးကလည်းပဲမြတ်စွာဘုရားကိုထီယူအုပ်မိုးပြီးတော့မြတ်စွာဘုရားကိုခြံရံလိုက်ပါကြတယ်နတ်ဒီမာတတိတို့ကလည်းတာမီးရကင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝယ်နေလိုက်လာကြငွေရွှေဆောင်တဲ့ဘက်ကတရားနဲ့နတ်ဒီအလုံးကမြတ်စွာဘုရားကိုခြံရံပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ဆန်းပြလာတဲ့အခမ်းအနားနဲ့မြတ်စွာဘုရားတာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ဘက်ကိုဆင်းသက်လာတယ်ဆိုတာကိုပါဠိစာပေမှာဒေဝရောဟနဒေဝဩရောဟနနတ်ပြည်ကလူပြည်သူဆင်းသက်ခြင်းလို့သူတို့အဓိပ္ပာယ်ရတယ်နော်ဆောင်းနှန်းဆိုတာလှေကားကိုပြောတာပဲဆောင်းနှန်းဆိုရင်ဗမာပြည်ကတော့ဟိုဘုရားရှိခိုးကနေအမိုးလေးတွေဆင်းဆင်းလောက်ထားလာမှဆောင်းနှန်းလို့ထင်နေကြတယ်မှန်ဆောင်းနှန်းလှေကားဆိုတာလှေကတိတွေကိုပဲပြောတာပဲနော်လှေကတိတွေလေကတိတွေကနေပြီးတော့မြတ်စွာဘုရားတထေချင်းတလန်းချင်းကနေပြီးတော့လူပြည်ကိုခန္ဓာဆံပြားစွာကြွရောက်ပြီးတော့လာတာအဲ့ဒါဒီသရင်းညွတ်လာပြီးနေပဲဖြစ်တယ်ပေါ့အဘိဓမ္မာဟောလို့ပြီးဆုံးသွားတာလေဒီသရင်းညွတ်လာပြီးနေတာဝရိန္ဒနတ်ပြည်ကပြန်ကြွလာတာလေဒီသရင်းညွတ်လာပြီးနေဖြစ်တယ်ဟုတ်ပြီမြတ်စွာဘုရားကသင်္ကတ္တမြို့ပထမဆုံးစောင်းတန်းလှေကားဥရောက်တဲ့အခါကျတော့လူပြည်တွေကပြိဿကြီးကကြိုးဆိုနှုတ်ဆက်တယ်အဲ့ဒီမှာဘုရားကိုပထမဆုံးနှုတ်ဆက်ခွင့်ရတဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားရဲ့တပည့်အကြီးဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာပဲဖြစ်တယ်ရှင်သာရိပုတ္တရာဥဆောင်တဲ့သံဃာပိဋကကမြတ်စွာဘုရားကိုအရင်နှုတ်ဆက်ခွင့်ရတယ်ကျမ်းနာမင်းဆိုရသာပိဋကတွေတို့သမ္မာပိဋကတွေတို့မြတ်စွာဘုရားကိုစောင့်မျှော်နေကြတဲ့ပိဋကတွေတို့အားလုံးကမြတ်စွာဘုရားကိုကြိုးဆိုခဲ့ကြတယ်အဲ့ဒီအထိမ်းအမှတ်ဖြစ်မြန်မာလူမျိုးတွေကမြင့်မို့ပွဲတို့နော်မြင့်မို့ပြီးထွန်းပွဲတို့ဆိုပြီးတော့လုပ်ကြတယ်အဲ့ဒီအစဉ်လာကိုလုပ်ကြတာဖြစ်စိတ်ကရှီမန်းပြီးတော့မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတဲ့မိမြင့်မို့ပွဲဆိုတာမြန်မာပြည်ရဲ့ပြီးထွန်းပွဲဟိုရှေးရခင်ကတော့ကတိကနဲ့ခနဲ့ရှင်ပြီးတော့ပြီးထွန်းကြတာတ
တရင်ကျွတ်တစောင်းမုံကိုကတ္တိကနဲ့ခတ်တော့ခေါ်တယ်အဲ့ဒီကတ္တိကနဲ့ခတ်ကိုတစောင်းတိုင်းပွဲတို့တရင်ကျွတ်မိထွန်းပွဲတို့ဆိုတာဖះကိုမကိုးခွင့်တော့ကနတ်တွေကိုပူဇော်တဲ့ပွဲတွေဒါကြောင့်မို့ဘုန်းကြီးတို့မိလိုက်သေးတဲ့တောရွာတွေမှာဒီလေကားတွေမိထွန်းတယ်လွားတင်ငုတ်တွေမိထွန်းတယ်အိမ်နာပတ်ဝန်းကျင်ရှိရတယ်ကိုလိုက်မိထွန်းတာနော်ဘာကြောင့်ထွန်းတယ်ဆိုတာအဓိပ္ပာယ်မသိဘူးနတ်တွေကိုမိပူဇော်တဲ့ပုံစံမျိုးလူတွေမှာအဲ့နေထွန်းကြအဲ့ဒါလို့ဒီကနေ့တော့အဓိပ္ပာယ်ရှိမိထွန်းတာမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့မိနဲ့ပူဇော်ကြ